Manchester United ဟာလာမယ့်နွေရာသီမှာကွင်းလယ်ကိုအကြီးစား upgrade လုပ်သွားမယ်ဆိုတာကတော့ United fan တွေအားလုံးသိထားကြပြီးသားပါအဲ့ဒီအတွက် Manchester United ဟာ Atalanta ကွင်းလယ်ဒီ Ederson ကိုစိတ်ဝင်စားနေပြီးတော့သူတို့ရဲ့အပြောင်းရွှေ့ပြစ်မှတ်စီရင် shortlist ထဲကိုထည့်သွင်းထားပါတယ် Manchester United ရဲ့အပြောင်းရွှေ့စီရင်က shortlist တာဆိုတဲ့တကယ်တော့အရှိကြီးအများကြီးဖြစ်နေပါပြီ Ederson, Tchouaméni, Tonali, Baleba, Asamoah Matías Fernandes, Alex Scott နဲ့အခုနောက်ဆုံး Ederson Manchester United ဆိုတာကလည်းကမ္ဘာပေါ်မှာ fan base အတောက်ဆုံးအသင်းတစ်သင်းဖြစ်လို့ United နဲ့ပတ်သက်တဲ့ကောလာဟာလာအပြောင်းရွှေ့သတင်းတွေကလက်10ချောင်းမကထောက်လျှောက်တက်နေအောင်ပါပါဒီတော့ Jersey ကန်ပြီး official မရောက်မလားမချင်းစိတ်ဝင်စားတယ်ဆိုလဲစိတ်ဝင်စားတယ်ပြစ်မှတ်ထားနေတယ်ဆိုလဲပြစ်မှတ်ထားနေတယ်ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရသွားပြီဆိုရင်သဘောတူညီမှုရသွားပြီပေါ့ဗျာဒီလိုပဲမှန်မှာပေါ့ကဲဒီတော့ Ederson နဲ့ပတ်သက်တဲ့အပြောင်းရွှေ့ဇလန်အပြည့်စုံကဘာလဲတကယ်ပဲပုဂ္ဂိုလ်ရေးသဘောတူညီမှုရသွားပြီလားသတင်းတွေကရောဘယ်လောက်အထိခိုင်မာမှုရှိလဲနောက်ပြီးတော့သူက Manchester United အတွက်တင့်တော်တဲ့ကွင်းလယ်လူတစ်ယောက်ဖြစ်လာမလားဆိုတာကိုနည်းနည်းလောက်ဝေဖန်လေ့ကြည့်ကြရအောင်ပါ Don't stopအားလုံးပဲမင်္ဂလာပါ Oh My Sport ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်ကျွန်တော်ဇော်ထက်ပါယခုရက်ပိုင်းမှာ Manchester United နဲ့သတင်းတွေကြဲကြဲလောင်လောင်ထွက်လာတာကတော့ Atalanta ကွင်းလယ်လူ Ederson ပါပဲဒီနာမည်က United နဲ့သတင်းထွက်နေတာကတော့နှစ်အတော်ကြာနေပါပြီသတင်းတွေကဘာပြောနေလဲဘယ်လောက်ထိယုံကြည်ရလဲနောက်ပြီးတော့တကယ်ပဲလက်မှတ်ထိုးဖို့နှီးစက်နေပြီလားဆိုတာကိုတစ်ချက်ကြည့်လိုက်ကြရအောင်ပါတက်ပြောရရင်တော့လက်မှတ်ထိုးဖို့အထိမနှီးစက်နေပါဘူးဒါပေမဲ့သူက Manchester United ရဲ့ပြစ်မှတ်ရှင်shortlist ထဲမှာတော့အမှန်တကယ်ရှိနေပါတယ် Ederson နဲ့ Manchester United ရဲ့အပြောင်းရွှေ့ဇလန်ကတော့အခုအချိန်ကြာမှထွက်လာတာမဟုတ်ပါဘူး2024ခုနှစ်ကတည်းကမရေမရာသတင်းတွေနဲ့ဒီဇလန်ကအစပြုခဲ့တာပါ2024ခုနှစ်အပြောင်းရွှေ့ကာလမှာကတည်းက United ဘက်က Ederson ကိုပေါင်42တန်းနဲ့ကန်လန်းလိုက်ပြီးဆိုတဲ့ကောလာဟာလာသတင်းတွေကတောက်လျှောက်တက်လာခဲ့တာပါဒါပေမဲ့အပြောင်းရွှေ့ပုံပြင်ကတော့ဘာမှဖြစ်မလာခဲ့ပါဘူးအခု2026မေလအရောက်မှာလည်းဒီအပြောင်းရွှေ့သတင်းတွေပြန်လည်ထွက်ပေါ်လာပြန်ပါပြီဆိုလိုချင်တာက2နှစ်3နှစ်အတွင်းမှာ Manchester United မှာ manager အပြောင်းလဲတွေရှိနေခဲ့ပေမဲ့အဝယ်အစင်းထဲမှာတော့ Ederson ရဲ့အမည်ကဆက်ရှိနေတော့မှာပဲပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းရွှေ့မတိုင်ခင်တော့က Ederson ရဲ့ agent တွေကကစားသမားကိုယူရိုတန်း60အစားယူရိုတန်းအစိတ်ဒါမှမဟုတ်30လောက်နဲ့ရနိုင်မယ်ဆိုပြီးတော့သတင်းတွေလွှင့်ခဲ့တာပါအဲ့ဒီနောက် match လာမှာတော့ Ederson ဟာ Atletico Madrid အသင်းနဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုတွေရရှိခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အားလုံးက Ederson ရဲ့အပြောင်းရွှေ့ပုံပြင်တစ်ခန့်ရက်သွားပြီလို့ထင်ခဲ့ကြပေမဲ့တကယ်တမ်းမှာတော့သဘောတူညီမှုအစစ်မှတွေပြီးဆုံးသွားခဲ့ပါတယ်။အခုချိန်မှာတော့ Atletico Madrid ဘက်က Ederson အစား Wolf အသင်းက Young Gomez ကိုပို့ပြီးတော့စိတ်ဝင်စားလာနေပါတယ်။ဒါကြောင့်ပဲ Manchester United ရဲ့နာမည်ကပြန်ပါလာတာပါ။အီတလီဘက်ကလာတဲ့သတင်းတွေအရတော့ United ရဲ့စာချုပ်ကမ်းလှမ်းမှုဟာ Atletico Madrid ထက်တာတယ်လို့ဆိုထားပါတယ်။ဒီနေရာမှာအရေးကြီးတာတစ်ခုက Ederson ရဲ့စာချုပ်တန်းကလာမယ့်နွေရာသီမှာကုန်ဆုံးတော့မှာဖြစ်ပါတယ်။ဒါကြောင့် Atalanta အနေနဲ့ပတ်စံများများရချင်ဒီနွေရာသီမှာနောက်ဆုံးအနေနဲ့ရောင်းထုတ်ရတော့မှာပါ။ဒါဟာ Manchester United အတွက်တော့ဈေးကွက်ထဲကအခွင့်အရေးကောင်းတစ်ခုဖြစ်လာနိုင်ပါတယ်။နာမည်ကြီးသတင်းတောင် Fabrizio Romano ရဲ့အဆိုအရတော့ Ederson ဟာ United ရဲ့ shortlist ဆင်းထဲမှာအမှန်တကယ်ကိုပါရှိနေပါတယ်။ဒါပေမဲ့အဲ့ဒီအဆင်းထဲမှာ Ederson အပြင် Matías Fernandes, João Gomez, Tonali, Tchouaméni, Alex Scott စတဲ့ကွင်းလယ်ကစားသမား10ယောက်လောက်အထိပါဝင်တာဖြစ်လို့ shortlist တို့တောင်ခေါ်လို့မရတော့ပါဘူး။သတင်းအပြည့်ခိုင်မာတဲ့ Manchester Evening News ကတော့ Manchester United ကသူ့ရဲ့ agent တွေနဲ့စကားပြောနေတယ်။ကမ်းလှမ်းဖို့စဉ်းစားနေတယ်လောက်ပဲဆိုထားတာပါ။နောက်ပြီးတော့သူတို့ရဲ့အဆိုရတဲ့ဈေးနှုန်းကပေါင်39တန်းလောက်အထိရှိနေမှာဖြစ်ပါတယ်။ဒါကြောင့် Ederson ရဲ့အပြောင်းရွှေ့ပုံပြင်ဇလန်က United နဲ့နှစ်အတော်ကြာပတ်သက်နေခဲ့ပေမဲ့တစ်ခါမှတော့အကောင့်ထဲမှာဖော်ပြခဲ့သေးပါဘူး။ဒါပေမဲ့ဖြစ်လာမယ်ဆိုရင်လည်းဒီနှစ်နွေရာသီမှာပဲဖြစ်ရမှာပါ။နောက်ပြီးတော့ Ederson ဟာ United ကွင်းလယ်အတွက်တင့်တော်တဲ့ခေါ်ယူမှုဖြစ်မဖြစ်ဆိုတာကို United ပရိသတ်တွေကိုတစ်ချက်မေးခွန်းထုတ်ကြည့်ကြပါတယ်။စာချုပ်တစ်နှစ်ပဲကျန်တော့တဲ့ကစားသမားအတွက်ဒီဈေးကများနေမလားဒီနေ့နွေရာသီမှာ Manchester United ရဲ့ first priority အဝယ်ကစားသမားကတော့ Casemiro ရဲ့နေရာမှာဓာတ်ရိုက်အစားထိုးနိုင်မဲ့ Anderson Tonali ဒါမှမဟုတ် Tchouaméni ပဲဖြစ်ဖို့များပါတယ်အခုသတင်းတွေထွက်နေတဲ့ Atalanta ကွင်းလယ်ကစားသမား Ederson ကိုတော့ Casemiro ရဲ့နေရာမှာဓာတ်ရိုက်အစားထိုးဖို့ထက်သူကတည်းထွက်လာသွားမှသူ့ရဲ့နေရာမှာအစားထိုးဖို့ဒါမှမဟုတ် squad player အနေနဲ့ခေါ်ယူဖို့ United တို့ကစဉ်းစားမယ်လို့ထင်ပါတယ်နောက်ပြီးတော့ Manchester United ရဲ့ပရိသတ်တွေနဲ့အပြောင်းရွှေ့တာဝန်ရှိသူတွေကလည်း Zizzi နဲ့ Whiteland တို့လို series ဘက်ကလာပြီးတော့ခြေစွမ်းမပြနိုင်တဲ့ကစားသမားတွေကြောင့် trauma တွေရှိနေမှာကတော့အမှန်ပဲဖြစ်ပါတယ် United နဲ့ Ineos တို့ရဲ့နောက်ပိုင်းအပြောင်းရွှေ့ policy ကလည်း Premier League proven ဖြစ်ပြီးသားကစားသမားတွေကိုအဓိကထားဦးစားပေးခေါ်ယူနေတာပါဒါကြောင့်မလို့စာရုံးတန်းတစ်နှစ်ပဲကျန်တဲ့ကစားသမားကိုတကယ်သာပေါင်တန်း40လောက်ပေးရမယ်ဆိုရင် Ederson ထက် Watson က Matías Fernandes ကိုပဲ United တို့ရွေးချယ်ပါလိမ့်မယ် Matías Fernandes ကတော့ဒီနှစ်မှာတကယ်ကို Premier League proven ဖြစ်ပြီးသား
ခြေစွမ်းအရန်တက်လာတဲ့ကစားသမားပါအမှန်တိုင်းပြောရရင် Manchester United ဟာဒီနွေရာသီမှာလူအင်အားဖြည့်တင်းမှုအကြီးအကျယ်ပြုလုပ်မယ်ဆိုပေမဲ့ first priority ကတော့ Casemiro ရဲ့နေရာကိုဓာတ်ရိုက်အစားထိုးနိုင်မဲ့ကမ္ဘာအစစ်ခံစစ်ကစားသမားတအူးခေါ်ယူဖို့ပါအမှန်တိုင်းပြောရရင် United ဘက်က Ederson ကိုခေါ်ယူဖြစ်မယ်ဆိုရင်တော့ budget အခြေအနေနဲ့ Ugarte ထွက်မထွက်ပေါ်မူတည်ပြီးမှပဲခေါ်ယူဖြစ်ပါလိမ့်မယ် United ဘက်ကစိတ်ဝင်စားမှုရှိနေတာကတော့သိကြပါတယ်ဒါပေမဲ့အခုရက်ပိုင်းထွက်လာတဲ့သတင်းတွေကတော့အသင်းသစ်ရှာဖို့လိုအပ်နေတဲ့ agent တွေကဈေးတင်ဖို့ဖန်တီးနေတာလို့ယူဆရပါတယ်နောက်ပြီးတော့ဒီနွေရာသီမှာဈေးကွက်ထဲမှာရွေးချယ်စရာကွင်းလက်ကစားသမားတွေကအများကြီးရှိပါတယ် Premier League proven ကစားသမားတွေကလည်းတကယ်ကိုတပုံတပင်ကြီးပါတကယ်လို့ Ederson ရဲ့ဈေးက25တန်း30လောက်နဲ့ရမယ်ဆိုရင်တော့ United တို့စဉ်းစားလာနိုင်ပါတယ်ဒါပေမဲ့တန်း40ဆိုရင်တော့ United တို့တခြား Premier League proven ဖြစ်ပြီးသားကစားသမားကိုပဲရှာဖွေသင့်ပါတယ်နောက်ဆုံးတဦးတစ်ယောက်တည်းအမြင်ရပြောရရင်တော့ Ederson ဟာ United နဲ့သတင်းတွေသာထွက်ပြီးတော့တကယ်မရောက်လာမဲ့ကစားသမားရောက်မယ်ဆိုရင်လည်း Ugarte ထွက်မှဒါမှမဟုတ် budget လက်ကျန်အခြေအနေရနောက်ဆုံးမှခေါ်ယူမဲ့ကစားသမားလို့မြင်မိပါတယ်ကဲဒီတော့နှစ်အတော့ကြာသတင်းထွက်နေတဲ့ United နဲ့ Ederson တို့ရဲ့အပြောင်းရွှေ့ဇလန်းပုံမြင်ကိုတော့လာမယ့်နွေရာသီမှာမျက်ဝါးထင်ထင်တွေ့မြင်ရတော့မှာလည်းဖြစ်ပါတယ်တကယ်ပဲခေါ်ပြစ်မှာလားဒါမှမဟုတ်နွေရာသီလမ်းခွဲအနေနဲ့ပဲပြီးသွားမှာလား United ညီကိုတို့ရော Ederson ကိုခေါ်ချင်ကြလားဒါမှမဟုတ်အခြားကစားသမားတစ်ယောက်လားဘယ်လိုမြင်ကြလဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးသွားပေးကြပါဦးခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်